ဒါမျိုးကိုဝင်လာမယ်ဆိုလို့ရှိရင်အဓိက main လမ်းမကြီးဖြစ်တဲ့ဒီပလဲလမ်းမကြီးရဲ့ဒဲစင်းလမ်းကျယ်ပေါ်မှာတည်ရှိမယ်ရွှေပြည်သာမြို့ရဲ့အထင်ကြီးနေရာတစ်ခုဖြစ်တဲ့ဒညင်းကုန်းဈေးကြီးကိုအလွယ်တကူသွားလာနိုင်မယ်ဝယ်ရများအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရွှေပြည်သာမြို့နယ်ရက်ကွက်ကောင်းတစ်ခုဖြစ်တဲ့အမှတ်9ရက်ကွက်ပလဲလမ်းမကြီးရဲ့ဒဲစင်းလမ်းကျယ်ပေါ်မှာရှိတဲ့နှစ်ထပ်ခွဲတိုက်ရင်လေးတစ်လုံးနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်လေးရဆိုရင်တော့ပေ20-60မြေပေါ်မှာနှစ်ထပ်ခွဲ steel structure ဆောက်လုပ်ပေးထားတာဖြစ်ပြီးတော့အုတ်တိုင်းပတ်လည်ခတ်ပြီးဗလိအပြည့်တက်ဆင်ပြီးသားဖြစ်ပါတယ်ရှင်အုံဆုံးတကားဆိုလို့ရှိရင်လည်းဒီမှာပေါ့နော်ဘာကြတကားနှစ်ချက်ထားပေးထားတယ်ဒီဘက်ကကြတော့ကားဝင်ထွက်ပေါက်လုပ်လို့ရတယ်ဟိုဘက်ကကြတော့ဒါလိုဝင်ထွက်ပေါက်ပေါ့နော်သုံးလို့ရပါတယ်ကဲဒါဆိုအထက်ကိုသွားပြီးကြည့်ကြရအောင်နော်ဒီကတော့ဒါကားပတ်ကင်လုပ်တဲ့နေရာလေးပေါ့နော်ကားပတ်ကင်နေရာမှာလည်းသူကဒီမှာကျွေးလေးအပြည့်ခင်းပေးထားတယ်ကားတစ်စီးကြီးသေးသေးကားတစ်စီးကောင်းကောင်းရက်လို့ရပါတယ်ဒီမှာသူကကားပတ်ကင်နေရာကစားဒီလိုစီလင်အမိုက်စားထည့်ပေးထားပြီးတော့ဒါကတော့ဒါ living space ဖြစ်ပါတယ်ပေါ့နော် living space မှာလည်းသူကဒီလိုမျိုးဒီနေရာကစား decoration ကိုဒီလိုကျွေးပြားနေနဲ့အနာဆင်ပေးထားတယ်ကျမတို့ဒါ24နာရီပြီးသုံးလို့ရအောင်လဲဒီမှာ solar inverter system လေးနဲ့ထည့်ပေးထားတယ်ပေါ့နော်ဒါကတော့ဒီလိုမျိုးရှောက်လန်းလေးနဲ့ကျယ်မယ်အောက်ထပ်မှာတော့အခန်းဖွယ်တစ်ခန်းပါဝင်မှာဖြစ်ပြီးတော့ aircon လေးလည်းတက်ဆင်ပေးထားပါတယ်ဒါတော့ kitchen man 3အဆင်ပြေတယ်ပေါ့နော်ဒီမှာ plug ပေါက်လေးလည်းပါလို့ဒါလေးသုံးချင်တယ်ဆိုလည်းအဆင်ပြေတယ်နောက်မှာလည်းသူကဒီလိုမျိုးကပိနဲ့တစ်စုံထပ်ပါတယ်ပေါ့နော်အဲ့တော့ကျမတို့ဒါအသားငါးစီးတာတော့ဘာလို့လဲအဆင်ပြေတယ်အဲ့တော့အိမ်နောက်ခွေးလေးပေါ့နော်သူကအုတ်တိုင်းခတ်ပြီးသားဗလိအပြည့်တက်ဆင်ပြီးသားပြီးတော့ဒီမှာအများသုံးဖို့အတွက်ရေအုတ်ကန်လေးလည်းပါတာတွေ့ရတယ်အောက်ထပ်ရဲ့ရေချိုးကဲအိမ်သားလေးဖြစ်ပါတယ်ပေါ်တက်ကိုတစ်ချက်သွားကြည့်မယ်နော်ပထမတက်မှာတော့ living area တစ်ခုနဲ့ master တစ်ခန်း single တစ်ခန်းအခန်းခွဲ3ခန်းပါဝင်သွားမှာဖြစ်ပါတယ်အရင်ဆုံး master ခန်းလေးသွားကြည့်မယ်နော် master ခန်းဆိုတဲ့ဒါရေချိုးကဲအိမ်သားလေးပါမယ်ပြီးတော့ဒီမှာရောင်းချသူမှာ aircon လေးကိုလက်ဆောင်ထည့်ပေးထားတယ်ပြီးတော့ဒီအိမ်ခန်းလေးကကြတော့ဒီလိုမျိုးပေါ့နော်လာတာဆောင်လေးတစ်ခုပါအောင်မှာဖြစ်ပါတယ်အဲ့တော့ပေါ်တက်ရဲ့ single bed လေးပါဒါလေးကတော့ပထမတက်ရဲ့ living area လေးဖြစ်ပြီးတော့အခုဒီမှာပြပေးထားတဲ့ furniture လေးတွေထည့်သွင်းပေးတော့မှာဖြစ်ပါတယ်ဒါလေးကတော့ပထမတက်ရဲ့ order ကျယ်လေးပဲဖြစ်ပါတယ်ဒီနောက်ဆုံးတက်လေးဖြစ်ပြီးတော့ကျမတို့ဒီကဒါပေါ့နော်ဒီလိုတရက်စာရှိရဲ့မှန်အောင်အကြည့်လေးထားပေးထားတယ်ပေါ့ဒီနေရာလေးတွေကျမတို့ဒါအောက်တိုးကိုမြင်ရတယ်မိုးလေးရွာနေတဲ့အချိန်ဆိုရင်ကျမတို့ဒါဒီနေရာလေးက coffee လေးတစ်ခွက်နဲ့ feel လုပ်ကောင်းတဲ့နေရာလေးပေါ့နော်ဆက်မှာတော့ဒီမှာ hot type ပုံစံထားပေးထားတယ်ရေချိုးကဲအိမ်သာတစ်စုံပါမယ်ဒီမှာ master bedroom အဖြစ်သုံးချင်တယ်သုံးလို့ရတယ်ပေါ့နော်ဒါလေးကတော့အပေါ်ဆုံးတက်ရဲ့ order ကျယ်လေးဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီအိမ်လေးရဆိုလို့ရှိရင်တော့ကျမတို့ရွှေပြည်သာမြို့နယ်အမှတ်9ရက်ကွယ်ပလဲလမ်းမကြီးအနီးမှာတည်ရှိတာပဲဖြစ်ပါတယ်ရှင်20-60 260 gram မြေပေါ်မှာတည်ဆောက်ထားပြီးတော့တန်ဖိုး3,200နဲ့ပိုင်ရှင်ကိုယ်တိုင်ညှိနှိုင်းပြီးရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ရွှေပြည်သာမြို့ရဲ့လူကြိုက်များတဲ့ရက်ကွက်ကောင်းတစ်ခုဖြစ်တာမို့လို့အဝယ်တော်များစိတ်ဝင်စားတယ်ဆိုလို့ရှိရင်အောက်မဟာရုံးဖုန်းများကိုရုံးချိန်တွင်ဆက်သွယ်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်